အားကစားဝန်ထမ်းရှင်ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ MNN League 2025ပြိုင်ပွဲကြီးရဲ့ဒုတိယမြောက်ပွဲစဉ်တစ်ပွဲလို့ဆိုရမယ်ရန်ကုန် United အသင်းနဲ့ကချင် United အသင်းတို့ရဲ့ပွဲစဉ်ကတော့မကြာခင်မှာစတင်ရှင်ပြိုင်ကစားတော့မှာပဲဖြစ်ပါတယ်ဖွင့်ပွဲမှာရက်လက်တွေကိုစီမကောင်းထားတဲ့အသင်းအသင်းတွေ့ဆုံတဲ့ဒီနေ့ပွဲစဉ်ကတော့ပရိသတ်တွေကိုစိတ်လှုပ်ရှားရင်ခုန်မှုတစ်မျိုးတစ်ပုံပေးစွမ်းဖို့အတွက်ရှိနေကြတာပဲဖြစ်ပါတယ်ရန်ကုန် United အသင်းအနေနဲ့ကတော့အဖွင့်ပွဲမှာရန်ကုန်ရိုင်းအသင်းနဲ့တွေ့ဆုံခဲ့ပြီးတော့ဂိုးမရှိတေးရလက်ထွက်ပေါ်ခဲ့တာပဲဖြစ်ပါတယ်။စိုက်ဒူရှော့ဆွဲလာပြီးအချိန်မှာရှိတဲ့မော်ဂူအကာကျော်ဘယ်ကျမ်းမှာပဲလေကိုဖြတ်ပို့ပြီးတာတယ်ဘောလုံးမြောက်နေတယ်ဂိုးကြီးဗျာလက်ရှိမှာတော့ပွဲစဉ်မှာတော့တင်ကိုတင်နိုင်ခြင်းမရှိခဲ့တဲ့ကျွန်တော် United အသင်းဒီနေ့မှာတော့ပွဲစ2မိနစ်မှာပဲဦးဆောင်ကိုတော့စတင်သူပေးခဲ့ပြီပဲဖြစ်ပါတယ်အကာကျော်ရဲ့ဖြတ်တင်ပေးဖို့မှုကိုပါရန်ထိပြီးတော့ပြန်ရှန်ထွက်လာတဲ့ဘောလုံးကိုဧရိယာထဲမှာအသင့်ရှိနေခဲ့တဲ့ကျွန်တော်17ဥက္ကာနိုင်ကတာယာပဲပိတ်သွင်းပြီးတော့ရန်ကုန် United အသင်းလိုအပ်နေတဲ့သွင်းကိုတော့သူပေးခဲ့ပြီပဲဖြစ်ပါတယ်ရန်ကုန် United ရဲ့ဦးဆောင်ကိုနံပါတ်7ဥက္ကာနိုင်မှာပြီးသွားတယ်နော်ဖွင့်ပွဲမှာနိုင်ပွဲမရခဲ့လို့အနေငယ်ဖိအားဝင်နေခဲ့တဲ့ရန်ကုန် United အသင်းဒီနေ့ပွဲမှာတော့ပွဲအစအစောပိုင်းမိနစ်မှာတည်းကဦးဆောင်ကိုရရှိထားတဲ့အနေအထားတစ်ခုကတော့သူတို့အသင်းကိုအနေငယ်ဖိအားရော့စေခဲ့တယ်လို့ပဲဆိုရမှာဖြစ်ပါတယ်။ဒီနေ့အမျိုးသားဘောလုံးအသင်းရဲ့တင်ကောင်းဆောင်ဦးလေးဖြစ်တဲ့အကာကျော် United မှာဘယ်လောက်ထိတောက်ပနိုင်မလားစောင့်ကြည့်ရမယ်ဗျ။အခုဆိုလို့ရှိရင်တော့ဇော်ဝင်းသိဖြတ်ဖို့ပေးရပြန်ပြီ။ဒီမှာနိုင်လင်းဦးပုတ်ထုတ်ထားတယ်ဗျာ။ဆိုရင်တော့ညံလင်းထက်ရှုပ်ကန်ပို့ပေးရတယ်မော်ကူရလာပြန်ဗျာ။မော်ကူပဲအေးရထဲမှာဒီမှာခောက်ထားတယ်သွင်းတဲ့ဂိုးတွေခင်ဗျာ။မော်ကူအချိန်နဲ့တဲ့အသင်းရဲ့လူကျွန်းထောင်ချောက်ကိုကောင်းမွန်ဆုံးဖောက်ထွက်ပြီးတော့အသင်းတစ်တော့သူ့ရဲ့ဖွင့်ဂိုးတော့သူပေးလိုက်ပဲဖြစ်ပါတယ်ပွဲကစားခြင်း19မိနစ်ရောက်မှာပဲမော်ကူဝင်လိုက်တဲ့အသင်းဒုတိယမြောက်ဥဆောင်ဂိုးဖြစ်သူပေးခဲ့တာပဲဖြစ်ပါတယ်ကချင် United အသင်းရဲ့နောက်ခံလူကျွန်တော်ငါခန့်ထဲဦးဘလုံးထိမ့်သိမ့်ဖို့မတည်တတ်တဲ့အနေအထားတစ်ခုကနေရရှိလာတဲ့အခွင့်အရေးကိုမော်ကူကကိုသမားနိုင်လင်းဦးပါလိန်ခောက်ပြီးတော့ကောင်းမွန်ဆုံးဆုံးသက်သွားခဲ့တာပဲဖြစ်ပါတယ်လက်ရှိမှာတော့ United အသင်းက2ဂိုးဂုံးကြီးဆိုတဲ့အရလက်နဲ့ကချင် United အသင်းကိုဦးဆောင်ကစားနေပြီပဲဖြစ်ပါတယ်ဇော်ဝင်းသိန်းဘေကျန်းကိုပို့ပြီးသားတယ်။အိုကာနိုင်လေပို့ပြီးသားတယ်မော်ကူခေါင်းတိုက်ပြန်ပြီဂိုးပြန်ပြီခင်ဗျာ။ဒါသားကြီး2မိနစ်မှာမှဒုတိယမြောက်ဦးဆောင်ကိုရရှိခဲ့တဲ့ရန်ကုန် United အသင်းအခုလက်ရှိပွဲကစားချိန်ရန်ကုန် United 10မိနစ်မှာတတိယမြောက်ကိုနောက်ထပ်ဦးဆောင်ကိုတကူကိုမကူရဲ့ကောင်းတဲ့ဂိုးနဲ့အတူရရှိခဲ့ပြီပဲဖြစ်ပါတယ်။ဥက္ကာနိုင်ရဲ့ဘေချမ်းကနေပြပမှုကိုမကူတတရဲ့ပဲကောင်းတဲ့အဆုံးသက်ပြီးတော့ပြီးခဲ့တာပဲဖြစ်ပါတယ်။ဒီနေ့ကတော့ဒီနေ့ပွဲစဉ်မှာလူတွေသွင်းကို2ဂိုးရရှိခဲ့ပြီပဲဖြစ်ပါတယ်။စိုက်တူပဲဖြတ်ချဖို့ကြိုးစားနေတယ်။ဥက္ကာနိုင်စိုက်တူပဲရလာသေးတယ်အေးရထဲမှာပဲဖြတ်ချိုးပေးရတယ်အကာကျော်ရှုပ်ရှက်ခတ်နေအနေထားအကာကျော်လန့်ကန်လာတယ်ဒီမှာကိုသမားနိုင်လင်းဦးတဲတန်ကိုကာကွယ်ထားခဲ့ရတာပဲဖြစ်ပါတယ်တပိုလာမြန်ပြီမင်းစရာလင်းဒီမှာနိုင်လင်းဦးနဲ့ညှိခဲ့တာပဲဖြစ်ပါတယ်
ရောဘောအကကျော်ကောင်းမွန်ဆုံးနေထားတစ်ခုနဲ့အန်တားနိုင်ခဲ့တာပဲဖြစ်ပါတယ်ရောဘောကန်ပို့ပြီးသားလေးခေါင်းတိုက်တာလေးဒီပဒန်နဲ့ဇော်ဝင်းသိန်းတို့နာမည်နေထားအောင်ဇော်ဝင်းသိန်းကန်မှာမြကန်နေပေးတာလေးခေါင်းတိုက်ပြန်ပြီကိုကြီးကဒီချိန်မှာတော့ရန်ကုန်အသင်းရဲ့နောက်တန်းကစားသမားဟင်းစရာလင်းရရှိလာတဲ့လွတ်တကယ်မောကနေပြီးတော့ပဲဇော်ဝင်းသိန်းရဲ့အဖေးဖို့မှုကိုခေါင်းတိုက်အဆုံးသက်ပြီးတော့ရန်ကုန်တဲ့အသင်းအတွက်ဒီကနေ့မှာစတုဒ္ဓမြဥဆောင်ကိုတော့သူပေးခဲ့ပြီပဲဖြစ်ပါတယ်ရန်ကုန်ယူနိုက်တက်တဲ့အတွက်နှုတ်ကမြောက်ကိုနံပါတ်1ခိန်းစရာလေးမှာပြီးသွားပါဗျာအကာကျော်ယူမျောပြီးသားတယ်ညံလင်းထက်အေရီယာထဲမှာပဲအလေကိုဖြတ်ချိုးပြီးသားလမ်းကန်ပြီစိုက်တိုရဲ့ကန်သွင်းမှုကနေအီဇီယာလင်းအလိုက်ပိတ်သွင်းခဲ့ပေမဲ့အီဇီယာလင်းမိကျနေထားမှာရောက်ရှိနေခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကချင်ယူနိုက်တက်အသင်းငယ်တက်တာရခဲ့တယ်လို့ပဲဆိုရမှာဖြစ်ပါတယ်ဂျာနော်ယူမျောပေးထားတယ်မူဘာရက်ထွက်သွားပြီမြောက်အေရာလေးဝင်လာပြီးပြန်ချိုးပေးထားတယ်ရီစာဒူးနဲ့လက်နဲ့တော့ထိသွားခဲ့တယ်ခင်ဗျာဒါပေမဲ့ဒီဖြစ်တမတ်ပေးဖို့တော့ကိုယ်နဲ့တိုင်ရောစစ်ချက်တိုင်ရောကအငင်းဆန်ထားခဲ့တယ်ခင်ဗျာဆိုရင်တိတ်မယ်ဘလုံးကတော့ဒီရီစာဒူးရဲ့ခြေထောက်နဲ့အရင်ထိပြီးမှလက်နဲ့လာထိတဲ့ပုံစံမျိုးတော့ဖြစ်တယ်ခင်ဗျာဆိုလို့ရှိရင်မော်ဂူဒီပွဲစဉ်အတွက်မော်ဂူရဲ့ Adric သွင်းကိုကျွန်တော်တို့မြင်တွေ့ခဲ့ရပြီပဲဖြစ်ပါတယ်ပွဲကစားချိန်58မိနစ်အရောက်မှာပဲရန်ကုန်ယူနိုက်တက်အသင်းပစ္စမများဥဆောင်ကိုတော့မော်ဂူကသူပေးသွားခဲ့ပြီပဲဖြစ်တယ်ခင်ဗျာဇော်ဝင်းသိန်းဥက္ကာနိုင်အစရှိတဲ့ကစားသမားတွေရဲ့တွဲလုံးကနေတစ်ဆင့်ဥက္ကာနိုင်အေရီယာလေးကိုတောက်လျှောက်ပြေးဝင်လာခဲ့ပြီးတော့ကိုရှိမှအသင့်ရှိနေခဲ့တဲ့မော်ဂူးစီကိုပြေးပို့ခဲ့ရပဲဖြစ်ပါတယ်မော်ဂူးအသာရပဲပိတ်သွင်းပြီးတော့တင်းတစ်အတွက်သူ့ရဲ့ဒုတိယမြောက်ပွဲစဉ်မှာပဲ hat-trick သွင်းကိုတော့ရရှိခဲ့ပြီပဲဖြစ်ပါတယ်ရှင်းလိုက်အောင်ဖက်တူကြိုးစားနေမြအီဆိုအေရီယာလေးကိုဝင်ရောက်လာပြီမြအီဆိုပဲရှုပ်ပြတ်ပို့ပြီးသားလေဘူးလာပါတော့ချက်တစ်ခုနဲ့တူသုံးသက်ဖို့အတွက်အကျိုးစားခဲ့တာပဲဖြစ်ပါတယ်အောင်မျိုးခန့်ဒီဆိုစီအပေးမှာတော့ပြတ်တယ်ခင်ဗျာရှဲလိုက်ရှုပ်ကန်ပို့ပြီးသားလေမူဘာရက်လာလာပြန်ခင်ဗျာအီဒရစ်စာတို့အကောင်းဆုံးဖြတ်ကျော်လာခင်ဗျမူဘာရက်ပဲအေရီယာလေးကိုပို့ကြိုးစားလာပြီးထိတ်ဆက်ကိုတော့ရောက်လာပြီမူဘာလက်ကန်လာတယ်ဘူးအပိုင်းပိတ်သွင်းဖို့အခွင့်အရေးရခဲ့ပြီမိဒီမှာလည်းအသုံးချနိုင်ခဲ့တယ်ဆက်ပိုင်းအီဆိုဖီကိုပြန်ပါသွားပြီမြမိုဂူလက်ကန်လာတယ်ဒီနေတဲ့တဲ့နောက်တန်းအမားနေတဲ့မိုဂူဒီအထိပ်မှာကောင်းမွန်ဆုံးအခွင့်အရေးကိုရရှိခဲ့တာပဲဖြစ်ပါတယ်လို့ဆက်ပိုင်းမဲ့အခြေအနေကြည့်နေတယ်မင်ကျော်ခန့်အေရီယာလေးဝင်လာပြီချက်ပြက်ပြီးတော့လိတ်ထသွားခဲ့တာပဲဖြစ်ပါတယ်ကစားသမားတော့မကြော်ဘူးခင်ဗျာအီဆိုထပ်ပြီးတော့ပို့ပေးထားပြန်ပြီချစ်အေးပဲအေရီယာထဲမှာပဲလက်ကန်လာတယ်ဂိုးပြီခင်ဗျာဒီမှာတော့ချစ်အေးဒီနေ့ပွဲစဉ်အတွက်ရန်ကုန်ယူနိုက်တက်အသင်းရဲ့6ဂိုးမြောက်သွင်းဂိုးကိုတော့မောင်ရင်ရှိသူပေးခဲ့ပြီပဲဖြစ်ပါတယ်ရန်ကုန်ယူနိုက်တက်အသင်းအတွက်ကိုနံပါတ်34ချစ်အေးမှာပြီးတော့
ဒီဆိုရဲ့ဖန်တီပေးပို့မှုကလည်းအကောင်းမွန်ဆုံးအနေအထားမှာရှိနေခဲ့ရပဲဖြစ်ပါတယ်ဒီအနေနဲ့ကလည်းရရှိလာတဲ့ခွင့်ရေးကိုအမှားယွင်းမရှိဘဲနဲ့ဘယ်ချီနဲ့ကန်သွင်းပြီးတော့ရန်ကုန် United အသင်းအတွက်6 ဂိုးမြောက်ဦးဆောင်ဂိုးတော့ချစ်အေးသွင်းပေးခဲ့ပြီပဲဖြစ်ပါတယ်ဝိဒန်လူချစ်ပဲအရာထဲမှာလေဖြတ်ပို့ပေးရတယ်မော်ဂူလက်ခံလာပြီဂိုးပြန်ပြီခင်ဗျာဒီပွဲစဉ်အတွက်မော်ဂူရဲ့၄ ဂိုးမြောက်သွင်းဂိုးဖြစ်တဲ့အပြင်ရန်ကုန် United အသင်းအတွက်9 ဂိုးမြောက်သွင်းဂိုးလည်းဖြစ်တယ်ခင်ဗျာဒါကြိန်84 မိနစ်အရောက်မှာမော်ဂူဒီဝိဒန်ရဲ့ပေးပို့မှုကိုကောင်းမွန်ဆုံးသုံးသပ်နိုင်ခဲ့တာပဲဖြစ်ပါတယ်လိုက်မင်းကျော်ခန့်ဖြစ်ပို့ပြီးတာလေတရိုက်ကိုလေးကိုကန်သွင်းခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့မနိုင်လင်းဖမ်းမိထားတယ်နော်အာသာဝန်သာရှင်ပြည်သူများခင်ဗျာကျွန်တော်အစီအကံတင်ဆက်နေစဉ်အတွင်းမှာပဲရန်ကုန် United အသင်းနဲ့ကချင် United အသင်းတို့ရဲ့ပွဲစဉ်ကတော့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ပြီးဆုံးသွားတဲ့အချိန်မှာတော့ရန်ကုန် United အသင်းက9 ဂိုးမရှိဆိုတဲ့ရလန်နဲ့ကချင် United အသင်းကိုအနိုင်ကစားသွားပါတယ်ဆိုတဲ့အကြောင်းအစီအကံတင်ဆက်နေပဲကျွန်တော်ရဲ့အတိုင်းထုတ်လက်တင်ဆက်နေမှုကိုဒီမှာပဲရန်နာဝင်ပြပါခင်ဗျာအပီကြည့်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ